ကျွန်တော်အိမ်နေရအပြင်မထွက်ပဲအိမ်မှာပဲနေခဲ့ရမှာဒါပေမဲ့လေကျွန်တော်ကလည်းတကြံပိတ်ရနေပြီဆိုတော့တယောက်တည်းအပန်းဖြေဖို့ဆိုပြီးတော့ကမ်းပင်းထွက်မယ်လို့စီစဉ်ထားတယ်ကျွန်တော်စီမှာလည်းမိသားစုဝင်ဆိုလို့ကျွန်တော်တယောက်ပဲရှိတာဆိုတော့တယောက်တည်းပဲကမ်းပင်းထွက်ဖို့ပဲစီစဉ်လိုက်တယ်ပေါ့နော်မနေ့မိုးလင်းရတယ်ကျွန်တော်လည်းလိုအပ်တဲ့ပစ္စည်းတွေထုတ်ပြီးတော့ကျွန်တော်အောက်ကိုဆင်းလာခဲ့လိုက်တယ်ပေါ့တချင်းလေးနီးနဲ့ကားမောင်းပြီးထွက်လာခဲ့လိုက်တယ်ကျွန်တော်ကမ်းမင်းထွက်ရမယ့်နေရာကိုရောက်တော့ဒီစားကြောင့်ကျွန်တော်နည်းနည်းတော့ကြောင်ရတယ်ဒါပေမဲ့လည်းရှောက်ရည်ရအစီပြီးကျွန်တော်ထွက်လာခဲ့လိုက်တယ်ဒီနေရာကတော့ကျွန်တော်တဲဆောင်းမယ့်နေရာပေါ့နော်ကျွန်တော်ရဲ့တဲကတော့ဆောက်လို့ပြီးသွားပါပြီဒါပေမဲ့ကျွန်တော်လည်းနည်းနည်းပင်ပန်းတာနဲ့ပဲကျွန်တော်တဲထဲမှာပဲခဏလောက်အနားယူလိုက်ပါတယ်ကျွန်တော်ရဲ့မီးပုံပြီးမှကျွန်တော်ထိုင်နေတော့မှကျွန်တော်အတန်းလေးအောင်ကြားလိုက်တယ်ပေါ့နော်လူတွေများရောက်လာတာလားဆိုပြီးကျွန်တော်စူးစမ်းကြည့်စိမ့်နေပဲကျွန်တော်တောထဲဝင်ပြီးရှာလိုက်တယ်ပေါ့နော်ကျွန်တော်ပတ်ရှာနေတော့မှပဲကျွန်တော်ဘာမှမတွေ့ခဲ့တော့ပေမဲ့လူတယောက်ကိုတော့တွေ့ခဲ့တယ်ပေါ့နော်သူလည်းလမ်းပြောင်းနေရတာတော့မသိပါဘူးဒါပေမဲ့ကျွန်တော်နောက်မှခေါ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဒီနေရာရောက်တဲ့တောင်းမှာကျွန်တော်အဲ့နေရာကနေချက်ချင်းပြေးလာခဲ့လိုက်ပါတယ်ထိုအရာကြီးကကျွန်တော်နောက်ကနေလိုက်လာလို့ခံစားရတာကျွန်တော်ရဲ့တဲကိုပဲကျွန်တော်ပြန်ပြေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ခြေတံကြီးကနီးကပ်လာတဲ့ပြင်အတန်မျိုးစုံနဲ့သူကထုတ်လို့ပါပြီကျွန်တော်အပြင်ခဏထွက်ပြီးစစ်စစ်မလို့လုပ်တဲ့အခါသူ့ရဲ့ကြီးကကျွန်တော်ရှိရလမ်းလျှောက်နေအောင်မြင်ခဲ့ပြီးတော့သူကကျွန်တော်ကိုလိုက်ဖမ်းဖို့လုပ်ပါတယ်ကျွန်တော်တိုးထဲမှာမျက်စိလေးလမ်းမရင်းနဲ့အကောင်ကြီးနဲ့ထိတဲ့တွေ့ခဲ့ပါကျွန်တော်ပြေးနဲ့ဂျိုင်းတကူတွေကိုပြူကြသွားခဲ့ပါတယ်ခဏနေတော့အတန်ဒီကုန်လုံးလည်းငြိမ်သက်သွားတော့ကျွန်တော်လည်းဘေးကင်းပြီဆိုတာနဲ့ပြန်ထွက်လာခဲ့လိုက်ပါတယ်ကျွန်တော်ခုနကဖြစ်ဖြစ်ကြောင့်ကျွန်တော်တွေးပြက်နေတော့မှအသက်အန္တရာယ်ကနေတူတူလေးလွတ်လာတာပေါ့နော်